အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့အသားဟင်းမစားချင်တဲ့လူတွေအတွက်ကြက်ဥကြော်နက်ကိုအရသာရှိအောင်ဘယ်လိုချက်ရမလဲဆိုတာကိုချက်ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်ဗီဒီယိုကိုအဆုံးထိမကြည့်ခင်မှာ like and subscribe လေးလည်းလုပ်ခဲ့ပေးပါဦးနော်ပထမဦးဆုံးခရမ်းချင်သီးတွေကိုဒီလိုမျိုးအတုံးလေးတုံးထားလိုက်ပါမယ်ပြီးရင်တော့ကြက်သွန်နီနဲ့ကြက်သွန်ဖြူလေးကိုစိတ်လိုက်ပါမယ်ရှင်ပြီးရင်တော့အိုးထဲမှာစီလေးနည်းနည်းထည့်ပြီးတော့ကြက်ဥလေး5-6လုံးကြော်လိုက်ပါမယ်ညီမအိမ်မှာတော့လူ3-4ယောက်လောက်ရှိတဲ့အတွက်5-6လုံးလောက်ကြော်လိုက်ပါမယ်ရှင်ဒီနေရာမှာကြက်ဥကိုကြော်မယ်ဆိုရင်နှစ်ဖက်လာကြော်မယ်ဆိုရင်ပို့ပြီးတော့အဆင်ပြေတာပေါ့နော်ကျွတ်လေးနဲ့ပို့ပြီးတော့လဲစားလို့ကောင်းပါတယ်ကျုပ်ကြော်တဲ့ချိန်မှာတခါတည်းအရသာမုံတို့စားဟင်းချုံမုံတခါတည်းထည့်ပြီးမှနှစ်ဖက်လာဟိုဘက်ဒီဘက်လန်ပြီးတော့ကြော်ပါမယ်ကျဥတွေကြော်ပြီးဆိုရင်တော့ပကံလေးထဲမှာဆဲပြီးတော့ထည့်ထားမယ်ပေါ့နော်ကျဥတွေအားလုံးကြော်ပြီးသွားပြီဆိုရင်တော့အပေါ်ကနေခုနကကြိတ်ထားတဲ့ကြက်သွန်နီနဲ့ကြက်သွန်ဖြူလေးကိုစီတက်ပါမယ်ရှင်ထုံးစံအတိုင်းစီတက်တယ်ဆိုရင်တော့အပေါ်ကနေဒီအယောင်တင်မုတ်ရယ်စနွေးမုတ်ရယ်ကတော့ထည့်ရပါမယ်ဒီမှာကြတော့လေစီလေးနည်းနည်းလေးဖြစ်နေတဲ့အတွက်စီလေးနည်းနည်းလေးထည့်လိုက်မယ်နော်ဗီဒီယိုထဲမှာတော့မပါတော့ပါဘူးအယောင်လေးတွေလာပြီးအနက်လေးလည်းမွေးလာပြီးဆိုရင်တော့အပေါ်ကနေခုနအတုံးတုံးလီးထားတဲ့ခင်းချင်သီးလေးတွေကိုထည့်လိုက်ပါမယ်ခင်းချင်သီးတွေကိုကြတော့ဒီလိုအနေထားလေးခုတ်တာအဆင်အပြေဆုံးပဲဘာလို့လဲဆိုရင်ကြက်တာပို့လွယ်တယ်လို့ပဲခံစားရတယ်ပေါ့နော်အရင်အတုံးသေးသွားရင်လည်းကြည်တာခတ်တယ်ပေါ့နော်ကဲခင်းချင်သီးတွေနူးသွားတဲ့အထိရေလေးထည့်ရင်းနဲ့နှပ်ပါမယ်ရှင်ပြီးရင်တော့မကြီးရေကိုစိန်ထားမယ်ပေါ့နော်အချင်းအတွက်ခင်းချင်သီးနည်းနည်းလေးပျော့လာပြီဆိုတာနဲ့အရသာမုတ်ရဲ့စားဟင်းချုံမုတ်ဒီချက်သားမုတ်လေးထည့်ပါမယ်နော်ပြီးရင်တော့ကိုယ့်အိမ်မှာရှိတဲ့ပန်းငံပြာရည်အကျဲနဲ့ဒီပဲအကြညွန့်လေးထည့်လို့ရပါတယ်ကြညွန့်အရင်များသွားရင်တော့ချိုတက်လို့ပေါ့နော်ပန်းငံပြာရည်လေးကိုတော့နည်းနည်းလေးပိုထည့်လိုက်ပေါ့နော်ကြညွန့်ကတော့နည်းနည်းလေးပဲထည့်လိုက်ပါတယ်ပြီးရင်တေချာလေးမွေးလာတဲ့အထိပေါ့နော်ခင်းချင်သီးတွေလည်းဒီပျော့လာတဲ့အထိတေချာလေးမွေးပြီးတော့ရေလေးထည့်လိုက်နှက်လိုက်ချက်လိုက်အဲ့လိုလေးလုပ်ရပါမယ်နောက်ဆုံးမှာတော့ခင်းချင်သီးတွေကပေါ့နော်ဒီစီလေးလည်းထွက်လာပြီးမွေးလည်းအရန်မွေးလာပြီးဆိုရင်တော့အပေါ်ကနေခုနကကြက်ဥကြော်ထားတာလေးတွေကိုတေချာလေးလလေးနဲ့ထည့်လိုက်မယ်ပေါ့နော်ကျဥတွေထည့်ပြီးသွားရင်ခဏမမွေရအောင်ပေါ့နော်ဘာလို့လဲဆိုတော့ကျဥတွေပုံပြတ်သွားတက်လို့ပါညီမကဒီမှာခဏအရသာတွေမြည်ရင်မွေရင်းနဲ့ကျဥကနည်းနည်းလေးတော့ပုံပြတ်သွားတယ်ကိုကအရေးများများကြိုက်တယ်ဆိုရင်တော့အရေးလေးကိုလိုတလောက်ကိုထည့်လို့ရတယ်ပေါ့နော်ပြီးရင်တော့အခုနကမကြီးသီးစိန်ထားတာကိုအချင်းလေးအတွက်နည်းနည်းလေးသုံးပါမယ်ခရမ်းချင်သီးမှာအချင်းတက်ပါပြီးသားဆိုပေမဲ့လည်းမကြီးသီးကိုကြတော့ short ထည့်ရင်ရတယ်ပေါ့နော်ပြီးရင်ကိုကနည်းနည်းလေးအဆက်လေးစားချင်တာဖြစ်တဲ့အတွက်ငရုတ်သီးလေးနည်းနည်းထည့်လိုက်ပါမယ်ရှင်နောက်ဆုံးမှာဒီလိုမျိုးလေးပွက်လာပြီဆိုရင်တော့အရန်ကိုအရသာရှိနေပါပြီတိတ်လည်းမမွေနဲ့ပေါ့နော်ဒီကြက်ဥတွေပုံပြတ်သွားမှာဆိုလို့ပါပြီးရင်တော့အပေါ်ကနေညီမတို့ဒီကြက်သွန်မိတ်လေးကိုအုပ်လိုက်ပါမယ်ကြက်သွန်မိတ်လေးနဲ့ဆိုပို့ပြီးတော့မွေးပြီးတော့အရသာလေးရှိသွားပါပေါ့နော်နောက်ဆုံးမှာတော့ဒီအသားဟင်းမစားချင်တဲ့လူတွေအတွက်အရန်ကိုအဆင်ပြေတဲ့ဟင်းတစ်ခွက်လေးရပါပြီရှင်မြန်မာဟင်းချက်နည်းတွေကိုသိချင်တယ်ဆိုရင်တော့ like and subscribe လုပ်ခဲ့ဖို့တော့မမေ့နဲ့နော်အဆုံးထိကြည့်ပေးတဲ့အတွက်လည်းအများကြီးကျေးဇူးတင်ပါတယ်ရှင်